Chicken Liza Pado, Nico Monma Ponu Kamya. Assalamu alaikum wa rahmatullahi wa barakatuh. Eid Mubarak. Husoye, Lamia Ramzan ha, General Ku, no se, quick or Pavi Pipari. O Lamia Ramzan ma General Bayage. Suya Uposoke, Partuele, La Allakum, Tatakum, Janamia, Koran, Surah Pakram. တင်တို့တွေတက္ကဝတရားရှိကြဖို့ဖြစ်တယ်တက္ကဝဆိုတာပါလေကျမ်းတော်မြတ်ကုရ်အာန်ရဲ့အလိုရနံပါတ်1အလ္လာဟ်သိစိတ်နဲ့ရှင်ပြီးမကောင်းမှုတွေရရှိနံပါတ်2အလ္လာဟ်သိစိတ်နဲ့ရှင်ပြီးကောင်းမှုတွေပြုတယ်နံပါတ်3အလ္လာဟ်သိစိတ်နဲ့ရှင်ပြီးကြာရတာဝန်ကိုကြေအောင်ဆောင်ရွက်တယ်နံပါတ်4အလ္လာဟ်သိစိတ်နဲ့ရှင်ပြီးတော့အလောင်းရှင်မြတ်ရဲ့အမိန့်တော်လမ်းညွှန်တော်တွေကိုနာခံပုံဖော်ဒါတက္ကဝတရားရဲ့အခြေခံသဘောတရားပါနော်အဲ့တော့ကျွန်တော်တို့တွေလာမြရမ်ဇန်မှာဟာလာဖြစ်တဲ့ရေအဲ့ဒီရေကိုတော့ကျွန်တော်တို့ဘလောက်ဆာဆာမတောက်ခဲ့ကြဘူးဟာလာကိုတော့ရှောင်နိုင်တယ်အဲ့တော့ရမ်ဇန်လွန်မြောက်သွားရင်ဘာလို့ခရံကိုတားမြစ်ထားတဲ့အရာကိုမရှောင်နိုင်ရမှာခင်ဗျားတို့ကျွန်တော်တို့ရဲ့စိတ်အစင်မှာကလပ်တီထဲမှာအဲ့ဒီလိုကြန့်ခိုင်တဲ့အခြေအနေတွေကျွန်တော်တို့ဖန်တီးလိုက်ဒီရလာတဲ့တက္ကဝမျိုးစေ့လေးကိုဆက်ပြီးတော့ရှင်တန်အောင်လုပ်ဖို့လိုတယ်တည်သွားလို့မရဒီနေ့အဖြစ်မဲတက္ကဝလည်းပျောက်သွားလို့မရအဲ့ဒီမျိုးစေ့ကိုရှင်တန်အောင်လုပ်အောင်အဲ့တော့ဘလို့ရှင်တန်အောင်လုပ်အလောင်းရှင်မြတ်ကအလ္လာဟ်ရဲ့ဝဟီလမ်းညွန်ကျမ်းတော်ကိုလမ်းညွန်တော်တွေကိုမိုးရင်နဲ့တင်စားပြီးပြောတယ်မင်းတို့ကြည့်လိုက်ကဘာဂျိုဟာမြေကြီးဟာပူလုံးလို့6သွေးပြီးပတ်ကြားတွေအဲ့ကိုစိုက်ပျိုးရေးအတွက်မဖြစ်နိုင်အဲ့ဒီချိန်မှာအလ္လာဟ်ကမိုးပေါ်ကနေမိုးရေချပြီးအာဟာရအဲ့တော့6သွေးနေတဲ့ပတ်ကြားအဲ့နေတဲ့ဒီမြေပြင်တွေဟာရေဆူလာပြီးတော့နော်ကောက်ပဲတိနာနေစိမ့်စိမ့်ဆူဆူလေးရှင်တန်လာတယ်ဒီတိုင်းပဲကျွန်တော်တို့ရဲ့ကလပ်လို့ခေါ်တဲ့စိတ်နှလုံးဆိုတာစိတ်ရဲ့နှလုံးရဲ့ပေါက်တာစိတ်ဆိုတာကအသိဉာဏ်ကိုဥဆောင်နှလုံးဆိုတာကကျွန်တော်တို့အချစ်အမုန်းဒေါသမောဟမာနအဲ့ဒီကောင်းခြင်းဆိုခြင်းခံစားချက်တွေကိုဥဆောင်ဒီနှစ်ခုပေါင်းစပ်တာအိုက်ကျူနဲ့အီကျူပေါ့အသိဉာဏ်နဲ့ခံစားမှုအဲ့တော့ဒီကလပ်အဲ့ဒီကလပ်မှာအလ္လာဟ်သိစိတ်တစ်ဖက်ကအသိဉာဏ်နဲ့ရှင်ရင်အလ္လာဟ်သိစိတ်တက္ကဝနောက်တစ်ဖက်ကအလ္လာဟ်ချစ်စိတ်အဲ့ဒီနှစ်ခုဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ဟာဆောင်ရွက်ဖို့လို့အဲ့ဒီအတွက်လမ်းညွှန်ကပါလေကျွန်တော်တို့နေ့စဉ်ဆူရာဖာတီယာမှာဒီတိုင်းလေးကုရ်အာန်ဖတ်တဲ့ချိန်မှာဖတ်တယ်နေ့စဉ်ဆလတ်9ချိန်မှာတော့နော်ဖတ်တယ်ပါလေအဟဒီနတ်ဆီရာတ်လ်မုစတကီမ်ဘိုးရှင်ကျွန်တော်တို့ကိုဖြောင့်မတ်မှန်ကန်တဲ့လမ်းအလ္လာဟ်စီကိုတဲ့ရောက်တဲ့လမ်းညွှန်ပြတာတော့ပါအလ္လာဟ်ရှိစုတောင်းခိုင်းတယ်အလ္လာဟ်ကိုယ်တိုင်ကသင်ပေးတယ်ဒါဖြစ်အဲ့ဒီလမ်းဗမာလေအလ္လာဟ်ကချက်ချင်းပြန်ပြီးအဖြေပေးတယ်ဘုရားဆူရာဖာတီယာအဖွင့်ကဏ္ဍဆူရာကဏ္ဍနံပါတ်1နံပါတ်1မှာဖွင့်တာ ਨੇ အလီဖ်လာမ်မီမ် ذلك الكتاب لا ريب فيه هدى للمتقين ذلك الكتاب ဒီကျမ်းကလေဟိုကျမ်းကဒီကျမ်းဆိုလိုရကပါတမန်တော်ဂျုတ်ကြီးမိုဟာမက်မုစတာဖာဆလ္လာလာဟ်ဝဆလမ်ဘပွင့်ငယ်နဗီတမန်တော်ဒီကဘာဦးတွေကစပြီးလို့ခေတ်ဆက်ပွင့်ငယ်အားလုံးကနောက်ဆုံးတမန်တော်ဂျုတ်ကြီးမိုဟာမက်မုစတာဖာဆလ္လာလာဟ်အလိုင်ဝဆလမ်ပေါ်ထွန်းမယ်ဆိုတာအကုန်တရင်ကောင်းနေပြီးခဲ့နော်ဒီဝဟီတွေရဲ့နောက်ဆုံးကျမ်းကျုပ်ကြီးဟာကုရ်အာန်ဒီတရင်နေပြီးခဲ့အဲ့တော့ဒါကပါလေလာရိုက်ပါဖီအဲ့ဒီကျန်မှာ right လို့ခေါ်တဲ့ဒွိဟတန်တရားလုံးဝမရှိစေရကိုယ်အသိဉာဏ်နဲ့စမ်းစစ်စာပေနဲ့စမ်းစစ်မလားသမိုင်းနဲ့စမ်းစစ်မလားဝိဇ္ဇာတိတ်ပံဥပဒေစီးပွားရေးကြိုက်တဲ့ပညာရပ်တွေနဲ့စမ်းစစ်မိမိတို့ရဲ့တွေ့ရှိချက်မှန်နေဆိုရင်ကုရ်အာန်နဲ့ကိုက်ညီနေတာတွေ့ရတယ်တန်တရားဆိုတာလုံးဝမရှိစေရဘာအတွက်လဲဟူဒလ်လ်မုတ္တကီန်တက္ကဝတရားနဲ့ဘဝလျှောက်လန်းလိုတဲ့သူတွေအတွက်လမ်းညွှန်ပါအလ္လာဟ်သိစိတ်နဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်မဲ့သူတွေတ
တာဝန်ကျေပြုံမဲ့သူတွေအတွက်လမ်းညွှန်တခါတည်းဖြေပေးလိုက်အဲ့တော့ဒါကတကွာတရားထားမဲ့သူတွေအတွက်လမ်းညွှန်ဆိုတော့ကျွန်တော်တို့မသိလို့မရလာမြရမ်ဒန်မှာကျွန်တော်တကွာတရားစိတ်နှလုံးမှာစိုက်လိုက်ပြီရှင်သန်ဖို့အတွက်ကိုရန်ရဲ့အတိလို့တယ်ကိုရန်ကိုနံပါတ်1ကျွန်တော်ယုံကြည်ရမယ်အတိညာနဲ့ရှင်ပြီနံပါတ်2ဝရတ်တီလ်ကိုရအာနာတရတီလာခံကရင်ကြစွာနဲ့ရွတ်ဆိုတတ်ဖို့လိုတယ်နံပါတ်3အဲ့ဒါကိုအတိပဲသိဖို့လိုတယ်ဒါမှဘာလုပ်နိုင်မလဲအတွာအလိုက်နာကျင့်သုံးနိုင်မယ်အတေပါဒါပုံဖော်နိုင်မယ်အားလုံးနော်ပြီးတော့မှကျွန်တော်တို့ကဘောမှာအလုပ်ပုံဖော်ပြီးတော့မှတပလီချားလူတွေရှိကိုယ်တိုင်လည်းကျင့်သုံးသူများကိုလည်းကျွန်တော်တို့အတိပေးလို့ရမွတ်စလင်ရောမွတ်စလင်မဟုတ်တဲ့သူရောဒါတအားရေးကြည့်တယ်အဲ့တော့ကုရ်အာန်ကိုတာမန်ဖတ်ယုံနဲ့ကျွန်တော်တာဝန်ပြီးမသွားဘူးအဲ့တော့ကုရ်အာန်ကိုကျွန်တော်သိအောင်လုပ်ရမယ်အဲ့ဒီအတွက်နော်ကျွန်တော်အင်္ဂလိပ်စာကျွမ်းနေဆိုရင်နော်ကမ္ဘာပေါ်မှာယူဆုဖ်အလီတို့နော်တကယ်နာမည်ကြီးတွေဒီလိုဘာသာပြန်နေရှိကျွန်တော်မြန်မာနိုင်ငံအတွက်ဆိုရင်ဆရာကြီးအလ္လာမာဂါဇီမိုဟာမက်ဟာရှမ်ဦးဆောင်နေနော်မော်လာနာမက်ဆူအာမတ်ခန်ကိုလိုမာပွဲချုပ်ကနော်တွေ့မှုချုပ်ပူပေါင်းပြီးတော့ဘာသာပြန်ခဲ့ကြတယ်ကျန်တဲ့ဆရာကြီးတွေဝင်းညံကြတယ်လူကြီးတွေနော်ကုရ်အာန်ဘာသာပြန်ကော်မတီဖွဲ့အခုမကာမာဟတ်တို့အူမရာတို့တွားရင်ဝေနေတာလဲအဲ့ဒါကိုပဲပြန်ပြီးတော့ဝေပေးနေတာပါနော်အဲ့တော့ကျွန်တော်တို့ဒီမြန်မာဘာသာပြန်ကိုကျွန်တော်တို့လေ့လာဖို့လိုတယ်နော်အပြင်မှာအခုဝယ်ဖို့ဈေးကြီးတယ်ချက်ချင်းမလွယ်ဘူးဆိုရင်ကျွန်တော်တို့အခု online media တွေမှာကျန်တော်မြတ်ကုရ်အာန်မြန်မာဘာသာပြန်နေရှိနေပြီးသားပါဒီ channel ရှိပြီးသားနော်ကျွန်တော်တို့ဖွင့်ဖတ်ပို့တော့လွယ်သေးတယ်ဖုန်းကိုကင်ပြီးတော့ဖတ်တဲ့အခါမှာဘာမှထိစရာလည်းမလိုဘူးနော်အမျိုးသားအမျိုးသမီးကုန်ဖတ်လို့ရနော်အခြားဘာသာဝင်တွေလည်းလေ့လာနေကမ္ဘာပေါ်မှာကုရ်အာန်လေ့လာပြီးတော့မွတ်စလင်ဖြစ်တဲ့လူတွေတပုံကြီးကုရ်အာန်ကမွတ်စလင်အတွက်တိကျချပေးတာမဟုတ် original ကဟူဒလင်နတ်လူခတ်သိမ်းအတွက်ချပေးတာကျွန်တော်တို့ရဲ့တာဝန်ကလူတွေနဲ့မိတ်ဆက်ပေးရကုရ်အာန်အဲ့တော့မှအလာဘဒီလဲရဆူလ်ဘာလဲနော်အစ္စလမ်ဘာလဲသူတို့သိမှာတဘလစ်ရဲ့အခြေခံကအဲ့ဒီမှာဒါကြောင့်တမန်တော်မြတ်ဘုခါရီကျမ်းမှတ်တမ်းမှာပါပြောဘယ်လီကိုအန်နီဝါလာဝါယာငါတမန်တော်ထံကတအာရပ်ပင်ဖြစ်ပါစေတင်လို့တပလစ်လို့ဖြန့်ချီအရောက်ဖို့တပလစ်ဆိုတာဖြန့်ချီခြင်းအရောက်ဖို့ခြင်းဘာဟုတ်ဖို့ခိုင်းတာဒီကုရ်အာန်ဒီကုရ်အာန်ရဲ့ကိုရှင်းတဲ့အချိန်မှာကျွန်တော်တို့ပြောလို့ရတယ်ဟာဒီဆယ်ရှင်းလို့ရတယ်ဖီကာနဲ့ရှင်းလို့ရတယ်တမိုင်းတိတ်ပန်းကိုကျွမ်းကျင်ရနဲ့ရှင်းပြလို့ရတယ်သက်ဆိုင်ရာလူနားလဲအောင်တို့တော့အဓိကကုရ်အာန်အဲ့တော့ကျွန်တော်တို့တကွာတရားကိုကျန်တဲ့17လမှာရှင်းတန်အောင်လုပ်တော့မယ်ဆိုရင်ကုရ်အာန်ကိုသိရအဓိပ္ပာယ်သိအောင်လုပ်လေ့လာမယ်နော်စာပြီးတော့လေ့လာမယ်စဆုံးဖတ်တဖြည်းဖြည်းချင်းဖတ်သွားနော်ရမ်ဒန်ကျုံတဲ့နေရာဖတ်တာလည်းရှိတယ်နေ့စဉ်ပုံမှန်ဖတ်သွားတာလေလိုအပ်တယ်အဲ့ဒါမှဘရကတ်ရှိအလ္လာဟ်ကတမန်တော်မြတ်ကြီးကိုပေါ်ထွန်းစေတာတမန်တော်တွေပေါ်ထွန်းစေတာသူရဲ့ဝဟီကိုပြောဖို့တမန်တော်ဂျုံကြီးမိုဟာမက်မုစတဖာဆလ္လာလဟ်အလိုင်းပေါ်ထွန်းစေတာဒီကုရ်အာန်ကိုထုတ်ပြန်ပို့ချဖို့နော်ဟောတမန်တော်မြတ်ကိုချစ်ရင်ကုရ်အာန်ကိုလည်းသိရကျွန်တော်တို့အတွက်ကုရ်အာန်ကိုနားလည်အောင်ဖတ်ရမယ်ဆလတ်အလ္လာဟ်နဲ့ချင်းကပ်တာမေရာဂျ်အလ္လာဟ်ရှိစံတက်တာဆလတ်ဝတ်ပြုတည်ဆောက်မှုအဓိပ္ပာယ်နဲ့တကွကိုနှုတ်နှလုံးသုံးမလုံးနဲ့ပါဇက်ကအာရဘီလိုဆိုမယ်အာယုံကနေကိုနားလေတဲ့ဘာသာစကားနဲ့နှလုံးသွင်းမယ်ဘာလုပ်တယ်လဲအလ္လာဟူအက်ဘာအလ္လာဟ်ကြီးကျယ်ဆုံးဘာမှမကြီးကျယ်ဘူးဘာနဲ့ဆုံးလဲအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုနော်အားလုံးညာဘက်မှာရှိတဲ့ဝေနေရတွေငြိမ်းချမ်းပါသည်ဘယ်ဘက်မှာရှိတဲ့ဝေနေရတွေငြိမ်းချမ်းပါသည်ကျန်တဲ့အဲ့ဒီကူကြားထဲမှာကကျွန်တော်တို့ပါလေညံကိုစေစားနေတာအဲ့အာယတ်တွေကိုဖတ်မယ်အလ္လာဟ်ကိုငိုတွေကိုဖတ်မယ်ညံကိုစေစားနေတာဒါအရေးကြီးပါတယ်နော်ကျွန်တော်တို့ဘဝအောင်မြင်ဖို့ဆိုရင်ရမ်ဇန်အလွန်မှာနော်ကျွန်တော်မြတ်ကုရ်အာန်ကိုလေ့လာပါရှိပြီးသားစိုက်လိုက်တဲ့တက္ကဝတရားကိုရှင်တောင်းလုပ်ပါဒီတက္ကဝတစ်ပင်ဟာနော်ဘယ်လောက်ထိမြင့်တက်သွားအောင်လဲစัจ java လာခတ်သိန်းကိုထုတ်ဖောက်ပြီးအလ္လာဟ်ရဲ့အာရရှ်တော်ထိရောက်သွားဒီတစ်ပင်ဒီလိုရှင်တောင်းကျွန်တော်လုပ်အဲ့တော့ဒီကြားထဲမှာကျွန်တော်လူဖွဲ့သီးမှာအစ်တေလဘလို့ခေါ်တဲ့အမြင်ကွဲလွဲမှုတွေရှိတတ်ပါတယ်ပညာရှင်တွေကြားထဲမှာသူတို့ရဲ့ဖြတ်တန်းလာရတဲ့သင်ကြားလာရတဲ့စာပေအတွေ့အကြုံအဲ့ဒီစာပေနဲ့ဖြတ်တန်းရတဲ့အတွေ့အကြုံပေါ်မူတည်ပြီးတယောက်နဲ့တယောက်အရေးချင်းမတူဘူးအဲ့ဒီခါမှာတခါလေအစ်တေလမြင်ကွဲလွဲချက်ဆိုတာရှိတတ်ပါတယ်ဒါကိုလည်းနားလည်ပေးရပြီးတော့မှအဲ့ဒီအစ်တေလကိုညှိရတယ်နော်သူ့ရဲ့အမြင်ဟာသုံးဖို့ကိုယ့်အမြင်ဟာကုရ်အာန်နဲ့ဘယ်လောက်ကိုက်ညီတယ်လဲအဲ့ဒါအလ္လာဟ်ကကုရ်အာန်ကိုဖူရ်ကွန်မှတ်ကြောက်နေနဲ့ချပေးတာ
ကျွန်တော်တို့ရဲ့ပြဿနာတွေဖြစ်ရှင်းမှုနောက်ဆုံးမှတ်ကြောက်တင်ရမှာကိုရန်နဲ့မကိုက်ညီကုန်ပေးလိုက်ပဲဘလောက်ကြီးကျယ်တဲ့ဆရာကြီးတွေဖြစ်ပါသေးဆရာတော်ကြီးတွေတသိန်းလောက်တသန်းလောက်ဝိုင်းလက်မှတ်ထိုးတာဖြစ်ပါသေးကိုရန်နဲ့မကိုက်ညီရင်တော့လက်ခံလို့မရကိုရန်နဲ့ကွဲလွဲနေတာကိုရန်နဲ့စန့်ကျင်နေတဲ့အပြောဆိုလောက်ရစာပေတစ်ခုကိုလက်ခံရင်ဘာဖြစ်ကိုရန်ကပြောဆူရာမှ9ဆူရာ40အာယတ်တော်44 45ဖတ်ကြည့်ဝမလမ်ယာကွမ်ဘီမာအန်ဇလလာဖာအူလာကဟ်မူလ်ကာဖီအလ္လာဟ်ရဲ့ထုတ်ပြန်ချက်ကုရ်အာန်တိုင်းထုတ်ပြန်ချက်တိုင်းမဆုံးဖြတ်ရင်အဲ့လူရဲ့ကာဖီဒါကြိမ်နမတ်မကောဘူးဒါကြပဲဘလောက်ဖတ်ပါစကတ်ဒီဘလောက်ပေးအလူတွေပလီပနှလုံးဆောက်ဟတ်ဘနဲ့ချိန်သွားကုရ်အာန်နဲ့ဆန့်ကျင်ပြီဆိုရင်အဲ့ဒါကကာဖီပဲဘာလဲအလ္လာဟ်မင်းကိုဆန့်ကျင်ပလိုက်အမှန်တရားကိုဖုံးပလိုက်ဒါအရေးကြီးပါဒါကြောင့်ကျွန်တော်တို့အားလုံးကုရ်အာန်ကိုသိအောင်အာရဘီလိုတိုက်ရိုက်မဖတ်နိုင်ရင်တော့နောက်နားမလည်ရင်တော့ဘာသာပြန်ဖတ်အော်ရဒူလိုနားလည်အော်ရဒူလိုဖတ်အင်္ဂလိပ်လိုနားလည်အင်္ဂလိပ်လိုဖတ်မြန်မာလိုနားလည်မြန်မာလိုဖတ်မသိလို့တော့မရတော့ယောဂပျောက်ခြင်းစေးတောက်တဲ့အခါမှာတစ်ခါလေး50လုံးတောက်လို့မရကြံ့ညွန်အဲ့ဒီကလမ်းညွန်တိုင်းစေးညွန်တိုင်းတောက်ပါဒီတိုင်းမဲ့ကုရ်အာန်ကကျွန်တော်တို့ရဲ့ရုပ်ပိုင်းဝိညာဉ်ပိုင်းစိတ်နှလုံးပိုင်းဒီယောဂါတွေအကုန်ကိုကုတာအဲ့တော့အဓိပ္ပာယ်သိရဘလို့ကျင့်သုံးရမလဲလမ်းညွှန်ပေးတာပါအဲ့တော့ခုနအစ်တေလပညာရှင်တွေကွဲလွဲမယ်ပြီးရင်တဏှာစို့အငင်းပွားမယ်ဒါဆိုရင်ဘလို့ဖြစ်ရှင်းကြဘဲလိုက်ကြလူတို့ကအလားအဖြစ်ပေးပြီးသားဆူရာတုန်နိစာအမျိုးသမီးများကဏ္ဍဆူရာကဏ္ဍအမှတ်4အာယတ်တော်လမ်းညွှန်တော်59ဘာပြောတာအတီအလ္လာဟ်အလာမီနာဂန်ဝါတီရဆူလ်မီနာဂန်ဝါအိုလ်အမရီမင်ကိုမင်းတို့အရေးကိစ္စစီမံခန့်ခွဲနေတဲ့ခေါင်းဆောင်ကြီးအမိတ်နာဂန်မင်းတို့ထဲကခေါင်းဆောင်ကြီးသုံးခုပြောတယ်အလာမိတ်ရဆူလ်မိတ်ခေါင်းဆောင်မိတ်အဲ့တော့ခုနကျွန်တော်ပြောသလိုလူသားဆိုတာမဖြစ်စုံဘဝအတွေ့အကြုံအသိပညာတယောက်နဲ့တယောက်မတူကွဲလွဲချက်ရှိအငင်းခုန်ရှိအဲ့ဒီခါကြရင်ဘာလို့ဖိုင်တနာဇာတုံဖီရှိုင်အရေးကိစ္စတစ်ခုနဲ့ပတ်သက်လို့အငင်းခုန်ဖြစ်လာပြီဆိုရင်ဘာလို့ဒူဟီလာလာဘာလို့အလ္လာဟ်ကိုပြန်ညွှန်းရဆူလ်ကိုပြန်ညွှန်းဆိုလိုတာကကုရ်အာန်ကိုမှတ်ကြောက်တင်တမန်တော်မြတ်ကိုစံနှုန်းတာရှင်းလေးဆရာကိုလေးစားပါဂုံပေးပါကြည်ညိုပါမျက်စိမိတ်တော့လိုက်လို့မရဘူးစလားလေးစားပါလေကျွန်တော်ဖတ်တာကလီမာပါလေလာအီလာဟာအီလာလာအလ္လာဟ်မှပါကိုယ်ရမရှိမုဟမ္မဒ်ရဆူလ်လာမုဟမ္မဒ်တခင်ဆလ္လာလာဟူအလိုင်ဝါဆလမ်အလ္လာဟ်ရဲ့စေတမန်တမန်တော်မြတ်နဲ့အလ္လာဟ်တန်းတူထားလို့မရအလ္လာဟ်ရဲ့စေတမန်ဖန်ဆင်းခံအဗ်ဒူဟူကျွန်းရှင်းတယ်အစ္စလာမ်နော်ဒါကြောင့်မလို့ဆရာကြီးကိုလေးစားပါတယ်ကျွန်တော်လည်းဆရာကြီးရှိတယ်ပြည်တွင်းပြည်ပအများကြီးဒါပေမဲ့မျက်စိမယုံလို့မရသူတို့ပြောစကားဒီကုရ်အာန်နဲ့ကိုက်ညီသလားမကြောက်တယ်တမန်တော်မြတ်နဲ့ကိုက်ညီသလားနော်ဒါတအားရေးကြည့်ပါတယ်ပုဂ္ဂိုလ်ဆွဲမထားနဲ့လူမျိုးဆွဲမထားနဲ့အဖွဲ့ဆွဲဒီမထားနဲ့အလ္လာဟ်ဆွဲရဆူဆွဲတာဒါတအားရေးကြည့်ဆုံးမှာဒါဆိုရင်ကျွန်တော်တို့ထက်မှာဖြစ်နေတဲ့ပြဿနာတော်တော်များများဖြေရှင်းလို့ရတယ်နော်အဲ့တော့ကျန်တဲ့တက်တန်းမှာကိုမှာစိုက်လိုက်တဲ့ဒီတကွာအလ္လာဟ်သိစိတ်မျိုးစေ့လေးကိုကုရ်အာန်ကျမ်းတော်များရဲ့အလင်းရောင်အောက်မှာမိုးရေအောက်မှာရှင်သန်အောင်လုပ်ကြပါကုရ်အာန်ကိုမှတ်ကြောက်တယ်မှာတမန်တော်မြတ်ကိုစံနှုန်းထားရင်းနဲ့ဘဝဒီဆောက်ကြပါနော်ကျွန်တော်မြန်မာနိုင်ငံမှာလည်းခက်ခဲဒီအကြက်တဲတွေကနေလွန်မြောက်နိုင်ကြဖို့စုံမုံတော်ပြုရမှာဖြစ်ပါတယ်ကမ္ဘာအကြက်တဲကိုလည်းနော်ရှေ့လေပိုင်းပါဝင်ကမ္ဘာကြီးရဲ့အကြက်တဲကိုလည်းလွန်မြောက်နိုင်ဖို့ကျွန်တော်တို့စုံမုံတော်ပြုရမှာဖြစ်ပါတယ်ထပ်ပေါက်အဲ့တော့ကျမ်းမြတ်ကုရ်အာန်ဆူရာ65မှာဝမိုင်ယတ်တကီလာယာဂျာအလ္လာဟူမခရာဂျာဘာတူမဆိုမန်ယောက်ျားမိန်းမမရွေးယတ်တကီလာအလ္လာဟ်သိစိတ်နဲ့တနည်းပြောရင်တကွာတရားနဲ့ရှိမယ်ဆိုရင်အလ္လာဟ်သိစိတ်နဲ့ခုနမကောင်းမှုရှောင်မယ်ကောင်းမှုပြုမယ်တာဝန်ကျိမယ်အမိန့်နာခံမယ်ဆိုရင်
ရကြအလ္လာဟူမခရာဂျာအဲ့ဒီလူအတွက်အလ္လာဟ်ကဘာလုပ်ထပ်ပေါက်ပြီဘလောက်ပဲကြက်တဲနေပါစေအခက်ခဲတွေဘလောက်ကြီးကျယ်နေပါစေအလ္လာဟ်အဲ့ဒီတကွာထားတဲ့သူကိုထပ်ပေါက်ပေးမယ်အဲ့တော့ကျွန်တော်တူးချင်းဖြစ်စေမိသားစုလိုက်ဖြစ်စေလူအဖွဲ့သီးလိုက်ဖြစ်စေအုံမတ်တစ်ခုလုံးဖြစ်စေနော်ကျွန်တော်တို့ထပ်ပေါက်နေအလ္လာဟ်ပေးပါစေလို့ဆုမွန်ပါ